hot တွေထဲမှာဘယ်သူကအားအနည်းဆုံးဖြစ်ပြီးတော့ဘယ်သူကတန်မာဆုံးဖြစ်မလဲဆိုတာကို brother တို့သိကြပါသလားမင်္ဂလာပါ brother တို့ကျွန်တော်တော့ပိုင်တော်သူပါဒီနေ့မှာတော့လိုက်ရရှင်ရုပ်ရှင်တွေထဲက hot တယောက်ဆောင်တွေရဲ့စွမ်းအားတွေကိုအားအနည်းဆုံးကနေတန်မာဆုံးအထိအစင်းလိုက်ပြောပြပေးသွားမှာဖြစ်ပါတယ် And Hulk. Smash. နံပါတ်5 Lufa Rigano ရဲ့ Hawk အားအနည်းဆုံးကတော့ Lufa Rigano တရုပ်ဆောင်ထားတဲ့ Hawk ပဲဖြစ်ပါတယ်သူကကားတွေကိုမတာတန်ညိုးတွေကိုဖျက်တာနဲ့နေရန်တွေကိုရိုက်ခွဲတာမျိုးတွေလုပ်နိုင်ပေမဲ့လမ်းဘေးအဆင့်အတန်းလောက်ပဲရှိတဲ့စွမ်းဆောင်ရည်တွေကိုပဲပြသနိုင်ခဲ့တာပါနံပါတ်4 Professor Hawk နောက်တစ်ယောက်ကတော့ Professor Hawk ပါသူကညံကောင်းပြီးတော့ခန္ဓာရည်ရှိပေမဲ့ Bruce Banner နဲ့ပေါင်းဆက်ပြီးတဲ့နောက်မှာတော့ Hawk ရဲ့ရိုင်းဆန်တဲ့ဒေါသတွေပျောက်ဆုံးသွားခဲ့ရပါတယ်စွမ်းအားတွေချော့ချခံလိုက်ရတဲ့ဒီ Hawk ကတာမန်နေတော့မှဆိုပေမဲ့သူ့ရဲ့အကောင်းဆုံးခြေအနေနဲ့တော့ဝေးကြီးလိုပါသေးတယ်နံပါတ်3 Edward Norton Hawk တတိယနေရာကိုတော့ Edward Norton တရုပ်ဆောင်ထားတဲ့ Hawk ကယူထားပါတယ်ဟာလန်ရက်ကွက်တစ်ခုလုံးမှွေနှောက်ပြီးတော့ဘိုမနီရှင်းကိုပြင်းထန်တဲ့တိုက်ပွဲမှာနိုင်ယူပြခဲ့တာပါသူကတကယ်ကိုကြမ်းကြုတ်တဲ့ခတ်ထန်မှုနဲ့ခန္ဓာရည်အပြည့်ရှိတာကိုပြသခဲ့ပါတယ်နံပါတ်2 Mark Ruffalo ရဲ့ Hawk Mark Ruffalo ရဲ့ Hawk ကတော့သူထပ်ပို့ပြီးတော့အဆင့်မြင့်ပါတယ်ပထမဆုံးဗန်ညာရုပ်ရှင်တုန်းကသူ့ရဲ့အကောင်းဆုံးအချိန်တွေမှာတော့ဒီပိုင်တန်မွန်စတာကြီးကိုလက်သီးတစ်ချက်တည်းနဲ့ထိုးချခဲ့ပြီးတော့တော်နဲ့လည်းထိတ်တိုက်တွေ့အောင်ချခဲ့သလိုချီတော်ရီစစ်တပ်ကိုလည်းကောင်းကောင်းကြီးပညာပေးခဲ့တာပါနောက်ပိုင်းရုပ်ရှင်တွေမှာစွမ်းအားတွေချောချခံခဲ့ရပေမဲ့သူ့ရဲ့ထိုးထိတ်ချိန်တုန်းကတော့သူ့ကိုရှင်နိုင်တဲ့သူမရှိခဲ့ပါဘူး Oh, sorry, I just get so angry all the time. Always angry. နံပါတ်1နေရာမှာရပ်တည်နေတာကတော့ Aris Banner ရဲ့ Hawk ပါအတမန်ဆုံးထိတ်ဆုံးနေရာမှာတော့ Aris Banner တရုပ်ဆောင်ထားတဲ့ Hawk ရှိနေပါတယ်တဲကန်နိုင်ရတွေနဲ့တောင်တန်းတွေကိုမိုင်မောင်းများစွာဖြတ်ကျော်ပြီးတော့ခုံနိုင်တယ်လို့စစ်တစ်ငါးတွေကိုလည်းကစားစရာရုပ်လေးလိုမျိုးလွှင့်ပြနိုင်ခဲ့တာပါဒါအပြင်သူကဒေါ်လာထွက်လေလေပို့ပြီးတော့တန်မာလေးလေးပဲဖြစ်ပါတယ်ဘရာတို့တွေကအချို့ကလည်း Aris Banner ရဲ့ Hawk က comic စာအုပ်ထဲကတကယ် Hawk စစ်မှန်တဲ့အနည်းဆက်ဆုံးဖြစ်တယ်ဆိုတာကိုသဘောတူကြလိမ့်မယ်လို့တော့မြင်ပါတယ်ဆိုတော့ဘရာတို့ကရောဘယ် Hawk ကိုအကြိုက်ဆုံးလဲဆိုတာကို comment မှာပြောပြခဲ့ကြပါအောင်အားလုံးပဲကျမ်းမာချမ်းသာကြပါစေနောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်I just had to let you know you're